ျော်ရွှင်မှုနဲ့အောင်မြင်မှုပျော်ရွှင်မှုရဲ့အဓိကတော့ချက်ကအောင်မြင်မှုမဟုတ်ပါဘူး။အောင်မြင်မှုရဲ့အဓိကတော့ချက်ကသာပျော်ရွှင်မှုဖြစ်ပါတယ်။သင်လုပ်နေတာကိုသင်တကယ်ပျော်မွေ့ရင်သင်အောင်မြင်လာပါလိမ့်မယ်။ Albert Schweitzer ကျွန်တော်တို့အားလုံးပျော်ချင်ကြပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုဆိုတာဘာလဲ။သင်တစ်ခါလောက်စဉ်းစားဘူးလား။လူတစ်ယောက်နဲ့တစ်ယောက်ပျော်ရွှင်မှုကိုအတိတ်ပဲဖွင့်ဆိုရမှာကွာခြားနိုင်ပါတယ်။ကျွန်တော်အနေနဲ့ပျော်ရွှင်မှုဆိုတာအမြဲတမ်းပျော်ရွှင်စွာကခုန်ခြင်းမဟုတ်ပါဘူး။အမြဲတမ်းရေမောနေခြင်းလည်းမဟုတ်ပါဘူး။ပျော်ရွှင်မှုဆိုတာမိမိရဲ့ဖြစ်တည်မှုကိုမိမိကျေနပ်တဲ့အခါတိုင်းဖြစ်ပေါ်လာတဲ့ခံစားချက်တစ်ခုလို့ထင်ပါတယ်။အောင်မြင်မှုနဲ့ပျော်ရွှင်မှုဟာမတူပါဘူး။သင်ရဲ့အောင်မြင်မှု definition ကပျော်ရွှင်မှုဆိုရင်တော့ချွင်းချက်ပေါ့။အောင်မြင်တယ်ဆိုတာမိမိလိုချင်တဲ့အရာကိုရရှိတာဖြစ်ပြီးပျော်ရွှင်တယ်ဆိုတာကတော့မိမိပိုင်ဆိုင်တာကိုကျေနပ်ခြင်းဖြစ်ပါတယ်။အောင်မြင်တဲ့သူတိုင်းမပျော်ရွှင်နိုင်ပါဘူး။ဒီစာအုပ်ထဲကပျော်ရွှင်ခြင်းရဲ့လွတ်ဝတ်ချက်အခန်းမှာသင်ပြန်ဖတ်ကြည့်နိုင်ပါတယ်။ကျွန်တော်ရဲ့ဘဝမှာချမ်းသာနေရအောင်မြင်နေရနဲ့မပျော်တဲ့သူတွေအများကြီးတွေ့ပူပါတယ်။ပတ်စံရှိပေမဲ့မေတ္တာငတ်နေသူအထီးကျန်နေသူဟန်ဆောင်ခြင်းများကိုညှင်းငွေ့နေသူမအားလက်သူပျော်စရာအတွက်အချိန်မရှိသူမိသားစုအတွက်အချိန်မရှိသူစသဖြင့်အများကြီးတွေ့ပူပါတယ်။တကယ်တော့လောဘရဲ့ခေါ်ဆောင်ရာကိုလိုက်သွားရင်းနဲ့ငွေရင်းရည်ရွယ်ချက်ကိုမေ့သွားကြတာပါ။ဘသူပဲဖြစ်ဖြစ်အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုတာပျော်ခြင်းကြလို့ပါ။ကောင်းကောင်းနေနိုင်ဖို့ကောင်းကောင်းစားနိုင်ဖို့မိမိချစ်ရသူတွေကိုစိတ်ချမ်းသာအောင်ထားနိုင်ဖို့စပြီးစူးစမ်းခဲ့ကြတာပါ။ဒါပေမဲ့အောင်မြင်မှုတွေရလာပတ်စံတွေချမ်းသာလာတော့လောဘကိုမတတ်နိုင်ကြတော့ပါဘူး။ဒါကြောင့်အောင်မြင်တိုင်းလဲပျော်ရွှင်မှုမရနိုင်ဘူးလို့ဆိုတာပါ။ပျော်ရွှင်မှုနဲ့ကျွန်တော်အမြင်အချိန်တိုင်းပျော်ရွှင်မယ်ဆိုတာဖြစ်နိုင်တယ်လို့သင်ထင်လား။ကျွန်တော်ကိုမေးရင်တော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ထင်ပါတယ်။ကျွန်တော်အမြင်မှားကောင်းလဲမှားနိုင်တယ်။အခြားသူတွေနဲ့လည်းတူချင်မှတူမယ်။ဒါပေမဲ့ကျွန်တော်အမြဲတမ်းမပျော်ရွှင်ခဲ့ဘူးပါဘူး။အဲ့ဒီအတွက်လဲဝမ်းမနေပါဘူး။လောကကြီးမှာရှိတဲ့အရာတော်တော်များများမှာဆန့်ကျင်ဘက်ပြန်ဘက်တွေအမြဲရှိနေတတ်ပါတယ်။အချစ်နဲ့အမုန်းနေနဲ့ညအလင်းနဲ့အမောင်လူကောင်းနဲ့လူဆိုးစသဖြင့်ရှိနေတတ်ပါတယ်။နေ့ရဲ့တန်ဖိုးဟာညကြောင့်မြင့်တက်နေတာပါ။အကယ်၍ညဆိုတာမရှိရင်နေ့ရဲ့တန်ဖိုးကိုဘယ်သူမှသတိထားမိမှာမဟုတ်ပါဘူး။တစ်စုံတစ်ခုရဲ့တန်ဖိုးဟာအဲ့ဒီအရာမရှိတော့တဲ့အချိန်မှာမြင့်တက်သွားတတ်ပါတယ်။ပျော်ရွှင်မှုဟာဘဝအတွက်အရေးကြီးတယ်လို့ကျွန်တော်တို့ထင်ကြတယ်။ဒါဆိုရင်အောက်ဆီဂျင်ရောအရေးမကြီးဘူးလား။ဒါပေမဲ့သင်အောက်ဆီဂျင်ကိုတကူးတကလိုက်ရှာဘူးလား။အောက်ဆီဂျင်ကိုနေ့တိုင်းကျေးဇူးတင်ဘူးလား။အောက်ဆီဂျင်ဟာအမြဲရနေတဲ့အတွက်သူဟာတန်ဖိုးရှိတော်ညာလဲသင်မေ့လျော့နေတတ်တာဖြစ်ပါတယ်။ဒီနေ့အသက်ရှူကျက်တဲ့အချိန်ကြမှသူ့ရဲ့တန်ဖိုးကိုသိပါလိမ့်မယ်။ဒီနေ့လေထုတွေအရင်ညစ်ညမ်းလာတဲ့အချိန်ကြမှအောက်ဆီဂျင်ရဲ့တန်ဖိုးကိုနားလည်လာကြပါလိမ့်မယ်။ပျော်ရွှင်မှုဟာစက္ကန့်တိုင်းသင်နဲ့အတူရှိနေရင်သင်တန်ဖိုးထားပါမလား။တကယ်တော့ပျော်ရွှင်မှုရဲ့တန်ဖိုးဟာအခြားနေ့စဉ်စိတ်ညစ်စရာနဲ့လောကဓာတ်တရားကြောင့်မြင့်တက်နေတာပါ။ပျော်ရွှင်မှုကိုလိုချင်ရင်အဲ့ဒီအချက်ကိုအရင်လက်ခံထားရပါမယ်။လောကဓာတ်ဆိုတာဘဝရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာကိုအရင်လက်ခံရပါမယ်။ငါဘဝကဆိုးလိုက်တာဆိုပြီးညှဉ်းညူနေုံနဲ့သိစီပျော်ရွှင်မှုတွေရောက်လာမှာမဟုတ်ပါဘူး။ပျော်ရွှင်မှုဆိုတာသင်ကိုယ်တိုင်ဖန်တီးယူရမယ့်အရာဖြစ်ပါတယ်။သူတစ်ပါးတွေပျော်ရွှင်နေတာကိုကြည့်ပြီးအားမငယ်ပါနဲ့။သင်မျက်လုံးနဲ့မြင်သမျှအရာတွေဟာအမှန်တွေကြီးမဟုတ်ပါဘူး။ဒီခေတ်ထဲမှာဆိုပိုဆိုးပါတယ်။ဖုန်းလေးဖွင့်ပြီး Facebook ဖွင့်လိုက်ရင်ပျော်နေကြတဲ့အတွဲတွေစားတော့ဆိုင်ကောင်းသွားပြီး check in ဝင်ထားကြတဲ့သူတွေပြုံပြုံလေး selfie ရိုက်ပြီးတင်ထားသူတွေဖုန်းအသက်လေးကြားသူတွေစသဖြင့်အများကြီးသိမြင်ရပါလိမ့်မယ်။အဲဒီလိုမြင်နေတိုင်းသူတို့တော့ပျော်ရွှင်ပြီးငါတယောက်တည်းဝမ်းနေနေရပါလားလို့စိတ်အားမငယ်လိုက်ပါနဲ့။ဓပုံလှလှလေးတွေမြင်ပြီးငါတော့ရုပ်ဆိုးပါလားလို့လည်းအားမငယ်လိုက်ပါနဲ့။ညာတော့အဖြစ်ဟန်ဆောင်မျက်နှာဖုံးတွေကြီးပါပဲ။သူတို့အထီးကျန်တဲ့ထင်မှာဆိုလို့သူများလှုပ်တာတွေလိုက်လှုပ်နေသူတွေအများကြီးပါပဲ။အဖက်ပေါင်းစုံထည့်ပြီးပုံတင်သူတွေအများကြီးပါပဲ။အပေါ်ယံသိပြီးမဆုံးဖြတ်လိုက်ပါနဲ့။ social media ဟာမတုံးတက်ရင်သင်ကို depression နဲ့ဝင်စေနိုင်ပါတယ်။ကိုယ်ပျော်ရွှင်မှုကိုဖျက်ဆီးနိုင်တဲ့အရာတွေကိုတားတက်ရပါမယ်။မိမိမမြင်စင်တဲ့အရာတွေကို unfollow လုပ်ပါ။မိမိရဲ့ new feed ကိုဘ ഹു တုတရစေမယ့်အရာတွေနဲ့ပဲ
ပြည့်နှက်နေပါစေမိမိကိုစိတ်ချမ်းသာစေမယ့်အရာတွေနဲ့ပဲပြည့်နှက်နေပါစေအချိန်တိုင်းမှာမပျော်ရွှင်နိုင်တာကိုလည်းဝမ်းမနည်းပါနဲ့မပျော်ရွှင်တော့ရင်ပျော်ရွှင်အောင်မိမိစိတ်ကိုဘလို့ပြောင်းလဲရမလဲဆိုတာကိုသာစဉ်းစားပါဒီစာအုပ်ထဲမှာနီလန်းတော်တော်များများပါဝင်ခဲ့ပြီးပါပြီအသုံးဝင်မယ်လို့လည်းယုံကြည်ပါတယ်အောင်မြင်မှုနဲ့ကျွန်တော်အမြင်အောင်မြင်မှုကိုဘလို့သတ်မှတ်ကြလဲဆိုတာတယောက်နဲ့တယောက်တူကြမှာမဟုတ်ပါဘူးကျွန်တော်အတွက်တော့ success is a lifestyle ပါအောင်မြင်မှုဆိုတာနေ့စဉ်ဘဝကိုဘလို့ဖြတ်သန်းလဲဆိုတာနဲ့ထပ်တူကြပါတယ်ကျွန်တော်ဝါသနာပါတဲ့အလုပ်ကိုပဲလုပ်ပါတယ်လုပ်နေရတဲ့အချိန်တိုင်းလည်းပျော်ရွှင်ပါတယ်ကျွန်တော်ဒီနေ့ချမ်းသာချင်မှချမ်းသာမယ်နာမည်ကြီးချင်မှလည်းကြီးမယ်ဒါပေမဲ့ကျွန်တော်တော့အောင်မြင်နေပဲထင်ပါတယ်ကျွန်တော်လှုပ်ချင်တာတွေလုပ်နေရတယ်လှုပ်ချင်တာတွေနေ့စဉ်လုပ်ရတဲ့လူလောက်အောင်မြင်တဲ့သူရှိမယ်ထင်ပါအောင်မိမိချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်ရင်နေ့တိုင်းပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါတယ်ကျွန်တော်သူတော်ကောင်းကြီးတစ်ယောက်မဟုတ်ပါဘူးစိတ်ထားမြင့်မြတ်တဲ့သူလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်စိတ်ထားတော့လုံးဝမယုံပါဘူးဘသူ့ကိုမှလည်းမကောင်းမကြံပါဘူးအများကိုကူညီနိုင်အောင်လည်းအမြဲစူးစမ်းပါတယ်အဲ့ဒီအတွက်ကျွန်တော်ဘဝကိုကျွန်တော်ကျေနပ်ပါတယ်စက္ကန့်တိုင်းတော့ကျွန်တော်ပျော်ရွှင်မနေပါဘူးလူသားပြပြီးစိတ်ညစ်တာတွေလည်းရှိတတ်ပါတယ်ဒီစာအုပ်ထဲကနီလန်းလေးတွေကိုကျင့်သုံးပြီးစိတ်ညစ်စရာတွေကိုဖျောက်ပစ်ပါတယ်ကျွန်တော်ဘဝတစ်လျှောက်ကျွန်တော်အမြဲစူးစမ်းခဲ့ပါတယ်ကျွန်တော်နောင်တရတဲ့အရာခက်ရှာရှာပါပဲမိမိချစ်မြတ်နိုးတာကိုသာအမြဲစူးစမ်းနေတဲ့အတွက်အောင်မြင်ခြင်းနဲ့ငွေကြေးကသူ့အလိုအလျောက်လိုက်လာပြီးသားဖြစ်ပါတယ်အရန်ချမ်းသာတဲ့အဆင့်မဟုတ်ပေမဲ့စားဖို့တောက်ဖို့စိတ်ပူရတဲ့အဆင့်တွေတော့မပါတော့ပါဘူးနောက်လည်းအမြဲစူးစမ်းနေမှာဖြစ်တယ်လို့အမြဲလဲပြုတ်အောင်နေမှာဖြစ်ပါတယ်လူဆိုတာအချိန်တိုင်းတည်ဆုံးသွားနိုင်ပါတယ်ကျွန်တော်အခုဒီစာရေးနေတဲ့အချိန်မှာအသက်25ဆိုပေမဲ့ဒီအသက်အရွယ်မှာတည်သွားတဲ့သူတွေလည်းအများကြီးရှိပါတယ်တည်ခြင်းတရားဟာအသက်အရွယ်မရွေးပါဘူးဒီနေ့မှာပျော်မယ်လို့ဆုံးဖြတ်ထားရင်တည်တဲ့အချိန်မှာနောင်တရပါလိမ့်မယ်မိမိရဲ့နေ့စဉ်နေ့တိုင်းကိုသာအကောင်းဆုံးဖြစ်အောင်ကြိုးစားပါနေ့တိုင်းအကောင်းဆုံးဖြစ်ရင်365ရက်နဲ့ဖွဲ့စည်းထားတဲ့ဒီနှစ်လေးဟာလည်းအောင်မြင်တဲ့နှစ်လေးတစ်နှစ်ဖြစ်လာပါလိမ့်မယ်နှစ်တိုင်းအကောင်းဆုံးဖြစ်အောင်ကြိုးစားရင်အဲ့ဒီနှစ်တွေနဲ့ဖွဲ့စည်းထားတဲ့တင့်ရဲ့ဘဝလေးဟာလည်းအောင်မြင်မှုတွေနဲ့ပြည့်နှက်နေပါလိမ့်မယ်